ကျွန်တော်ရွာလေးကျိုးဆူလိုက်ပါတယ်ဒါတော့ကြော်ကြီးလို့ရွာလေးပါတယ်ကျွန်တော်ဒါတော့ကျွန်တော်ခဏကျွန်တော်ဆောက်ထားတဲ့အိမ်ကြီးပဲလှမလားလှမယ်လို့တော့ထင်ပါလေလीနော်โอเคကျွန်တော်ရင်ဆုံးကျွန်တော်အိမ်ဆောက်မှာလေကျွန်တော်ရွာလုပ်မယ်ရွာလုပ်ဖို့အရေးကြီးတော့ကျွန်တော်ရွာလုပ်မယ်ဆိုမှရွာမရှိပဲနဲ့ရွာထားမရှိပဲနဲ့ကျွန်တော်ဘာလုပ်ရမှာဟုတ်တယ်မလားကျွန်တော်ရွာသား4ယောက်လုပ်မယ်ဗျာโอเคတော့ရွာသားတွေက villager တွေကကျွန်တော်ဒီမှာရှိတယ်villager တွေကိုမင်းကဒီမှာနေအမေကဒီမှာနေရမှာမို့ဆိုတော့နင်းတို့ကဒီမှာနေနင်းကဒီမှာနေโอเคရပြီ villager ယောno နင်းတို့ယောစိုက်ခင်းနေစားရတယ်မလားရွာသားတွေရွာသားနင်းရရင်ဒီမှာနင်းတော့3ယောက်ဆိုလောက်ပါလေနော်ကျွန်တော်ကလည်းကျွန်တော်အိတ်တက်ဆောင်းမှာဆိုတော့နော်ဒီမှာနင်းတို့နင်းတို့အိတ်ဆောက်ပြီးတာခဏရေဆုံးတော့မှာကကျုပ်တင်းဆိုရမိရအော်ဒီမှာရောsorry တင်းရပါမယ်ဒီနော်ကျွန်တော်AI ဓာတ်ရိုက်ကြီးနားထောင်လိုက်ရဘာမှမသိဟောချီရဲ့ဟမ်ဗျာစိတ်တူအကွာဘာဖြစ်ကြအာကွာဒီခေါင်းတော့ဒီမှာထားမယ်ဘဲဘေးဒီနေ့ဝင်ရဟုတ်တယ်အိမ်ထဲဝင်ရမေးပါလို့နေအောင်โอเคတို့သူတို့ဘာလို့လဲသူတို့ဘာဖြစ်တယ်ငါးမျိုးဆိုင်တာရှာရရောဒီမှာရွာကြီးဆိုဒီမှာနဲ့ဆိုင်တော့နော်ကျွန်တော်ရွာတိုင်းဘေးကင်းလုံးချုံစီဖို့တော့ကျွန်တော်ကကျူးလာပါလိမ့်နော်တော့ပြန်စိုက်ခင်းနေဆိုကျွန်တော်ဘာ trading ဆောက်လဲဆိုတော့ကျွန်တော်က fiber ဘောမဆော့တာလို့ဟုတ်ပါတယ်ကျွန်တော် fiber ဘောအဲ့လိုတင်ဆော့တယ်ဗျအခုတော့အခုခေတ်ကလေးတွေဘောလို့ပါဆိုကြအရင်ခေတ်ကတော့2020-2019အချိန်ကကလေးရဲ့ Roblox ဘာမှတော့တိရမှာရှားတူတင်မှာပေါ့ဒါပေမဲ့တော်တော်များများ Minecraft ကိုပို့တိကြတယ်ဆိုတော့ကျွန်တော်အရင်2020-2019ကကျွန်တော် Minecraft ကိုကျွန်တော်ကလေးတွေတော်တော်များများဆော့ကြဗျအခုတော့ Roblox ဆိုတဲ့ game ဆော့ကြတယ်အဲ့ဒါဘာကြောင့်လဲဗျာ Minecraft ကိုလည်းဆော့ကြပါတယ်ဒါပေမဲ့ဆော့တဲ့လူတွေကဒီလိုဗီဒီယိုမတင်ကြဘူးလူတော်များများပတ်စံရကြင်ကြတယ် YouTuber လုပ်မယ်ဆိုပတ်စံရကြင်တယ်ကျွန်တော်ပတ်စံရကြမို့ကျွန်တော်ကတိုင်းပဲလူတွေနဲ့ chicken လေးစားရပါကျွန်တော်ကလေးစားတာကိုခံနေတာပေါ့ပြောရတာဒါကြောင့်ကျွန်တော် YouTuber ဘဝတွေ YouTuber ပေါက်ဆက်ဘဝတွေပြန်နေရောက်ရှိလို့တားရတယ်ဗျာလေရောက်ရှိရတော့မဟုတ်ဘူးဗျာဝင်လာတာကိုကျွန်တော်ကတော့ YouTuber ဖြစ်တာကိုစိတ်ဝင်စားတယ်ညတော့မသိဘူးကျွန်တော်တော်စိတ်ဝင်စားတယ်โอเคကျွန်တော်စကားပြောနေရတယ်ကျွန်တော်နည်းနည်းအဲ့နေဖောက်မယ်အော်ဒီမှာရေးရရှိရ sorry ယောဒါပြီခဏတော့လက်ထဲမှာပြည့်ပဲပစ္စည်းတွေအပြည့်မှာနော်ရွာဆောက်ဖို့အဲ့လိုဒီပစ္စည်းအများကြီးပါလေကျွန်တော်ကြောက်ရဲဆောင်တော့အဲ့လိုထိလိုပါပေါ့ကျွန်တော်ဒူငယ်ချင်းတွေနဲ့ထိတ်ဆွိုင်းအဲ့ဒီဒူငယ်ချင်းတွေကဒါလုပ်ပြီးဆိုရင်လည်းမင်းဒါလေးယူပါဒါလုပ်ခိုင်းတော့မင်းဒါလေးလုပ်ပြီးတော့တိုင်းငါလည်းဒီမှာကြည့်နေလို့ဆိုရင်ပြောရတယ်ကိုကကျွန်တော်ဒူငယ်ချင်းနဲ့ကျွန်တော်ဒူငယ်ချင်းဆော့ပါတယ်သူက Roblox အဓိကအားထားပြီးဆော့တယ်ဗျာ Okay ခင်ဗျားက Roblox ဆော့ကြတာလေ Minecraft လား Roblox လားကျွန်တော်လည်းနောက်ကျ Roblox ဆော့ပြပါမယ်ကျွန်တော်လေဒီ game တစ်ခုတည်းဆော့ရမှာပေါ့ဗျာကျန် Minecraft ဆိုတော့ Minecraft Roblox တူလေ Roblox တစ်ခါတော့ဆော့ကြည့်ပါတယ်ဆော့တာတော့ကြာပြီဗျ Okay ကျွန်တော်စကားများနေရစကားတောင်းရင်များ Okay Minecraft လိုမျိုးကျင်းတစ်ခုတည်းအဓိကအားထားဆိုတော့Minecraft လည်းအခုတော့ဒီလိုမတင်ဖြစ်သွားတယ်ခင်ဗျားဒီမှာOkay အခုကျွန်တော်ကြောက်ခဲယူမယ် Cobblestone
redstone ယူမယ်ရောနေတော့လေးဒီနောက်တက်တာလေးချမယ်နော်ရပြီရော okay ဆိုတော့ရော okay တို့ဒီနောက်ကျတော့ဟောရေးထားမယ်တက်တာရေးထားမယ်ရောရွာတော့ဖြစ်ခံနေပါနော်ဒါတော့ကျွန်တော်ရဲ့ pack 1ပဲပြပါတယ် okay ဒါတော့ကျွန်တော်အင်းစောက်တော့ကောင်းလားမကောင်းလားတော့မသိပါဘူးကျွန်တော်အိမ်ကြီးကောင်းမကောင်းတော့ကျွန်တော်ကောမှာတစ်ချက်လေးမှန်းကြကြအောင်မှန်းခဲ့ပြီးကြပါဦးပြောတာပါ okay ရောငါအိမ်မိုက်တယ်လို့ရေးပြီးကြပါမိုက်ဆိုတော့မမိုက်ဘူးပေါ့နော်ရှင်းလေးပဲဒါပေမဲ့မိုက်တယ်လို့ရေးပြီးကြပါဘောစတာပါဗျာခင်ဗျားတို့ကျွန်တော် chip viewer ဒီကြိုက်တယ်လို့ရေးပါကျွန်တော်စိတ်အဲ့လိုဒီဆိုပါဘူးစိတ်တော့အဲ့လိုဒီဆိုတယ်ပေါ့ကျွန်တော် okay yes okay ရောအပေါက်ဒီ channel ကမြောက်ဒီမှာပြတယ်မလို့ဘူးနော်ပြတယ်မရှိပဲကျွန်တော်ပါတော့မှာပြတယ်မရှိပဲအလုံးပိတ်ထားတယ်နော်အလုံးပိတ်ထားမကောင်းဘူးနော် okay ကျွန်တော်ပြင်ပြတယ်မှာတော့ဒီမန်ပပလေးနဲ့ပဲလို့မန်ထူရဲ့အောက်ဒီမှာမှာဗျာမိုက်တယ်ဒါမဲ့မန်ထူရဲ့တခြားလို့ဒီလိုအိမ်ထဲမှာဆောက်လို့မပြုတ်ရပါဘူးဆိုတော့မိုက်တယ်နော် okay ကျွန်တော်ဇာမြနဲ့အိမ်ရလည်းပြီးတော့မယ်ဆိုတော့ရောနောက်တက်တာကားချမယ်ဆိုတော့ A few moments later မရတော့ရင်အာရတွေ့တယ်အဲ့ကောင်တော့အိတ်ဖြင့်ပြရပဲကဲရင်းပြီးတော့လောက်ပါပဲနောက်ပြီးတော့ပြန်တွေ့ကြမယ်ကျွန်တော်အိတ်လေးယူအင်း software ပဲဒါတော့ကြော်ကြီးလိုရအပိုင်းတယ်ပဲကျွာတယ်ပိုင်းတွေကိုမရက်ဖန်လာပါပဲဆောင်းပြကြပါဦး